ဖုန်းဝင်လာတဲ့အခါ အင်းရဲ့ဖုန်းကိုနှစ်ဆပို့ပြီးတော့တွက်လွတ်သွားအောင်လုံးလို့ရမယ့်နည်းလမ်းကိုကျွန်တော်လာပြီးတော့မျှဝေပေးတာဖြစ်ပါတယ်ကိုယ့်ရဲ့ဖုန်းက14နေပြီလို့ခန်းစားနေရဆိုရင်တော့ဒီနည်းလမ်းလေးအတိုင်းလိုက်လုပ်ကြည့်လို့ရပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့ကျွန်တော် setting တွေကိုတွားကြရအောင်ခင်ဗျာ setting နဲ့ရောက်ပြီဆိုရင်တော့အောက်ဆုံးကိုဆွဲသွားပါမယ်အောက်ဆုံးနားမှာဆိုရင်တော့ system management ရှိပါတယ်အဲဒီကိုဝင်လိုက်ပါမယ်ဒီမှာဆိုရင်အောက်ဆုံးကိုထပ်ပြီးတော့ဆွဲမယ် developer options တဲကိုတွားပါမယ်ခင်ဗျာဒီထဲကိုရောက်ပြီဆိုရင်တော့ကျွန်တော်ဆွဲပြတဲ့နေရာအထိလိုက်ပြီးတော့ဆွဲပေးပါခင်ဗျာမရောက်သေးပါဘူးဆက်ပြီးတော့ဆွဲပါမယ်ခင်ဗျာဒီအဆင့်ကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ animation scale ဆိုတာလေးတွေတွေ့လိမ့်မယ် 181818ဆိုရေးထားတာလေးလေအဲ့ဒီတဲကိုဝင်လိုက်ပြီးရင်ကျွန်တော်0.5ကိုပြောင်းပေးလိုက်ပါခင်ဗျာ18ဖြစ်နေတာတွေကို0.5ကိုပြောင်းလိုက်ပါခင်ဗျဒါဆိုရင်တော့ကျွန်တော် software အဝင်ထွက်တွေမှာရောသုံးစွဲရတဲ့နေရာမှာဆိုရင်ရောစက်ပိုင်းဆိုင်ရာအရာပို့ပြီးတော့တွက်လက်မှုရှိနေမှာဖြစ်ပါတယ်အားလုံးပဲမေးစရာတစ်ခုရှိမယ်လို့ထင်တယ်အဲ့ဒါကကျွန်တော်တို့ခဏကဝင်လိုက်တဲ့ developer option ကကိုယ်ထဲမှာမပါဘူးပေါ့နော်ဒါကိုဘယ်လိုမျိုးပွင့်အောင်လုပ်ရလဲကျွန်တော်ပြပြပေးပါမယ်ခင်ဗျာ developer option ပွင့်ချင်နေဆိုရင်တော့ကျွန်တော်တို့အောက်ဆုံးကအပဖုန်းလေးကိုဝင်မယ်ဒီထဲကိုရပြီဆိုရင်တော့အောက်ဒီနည်းနည်းဆွဲပြီးတော့ဒီ version information တွေကိုဝင်မယ်အဲ့ဒီထဲမှာ software version ကို5ချက်လောက်ပေါ့နော်မြန်လေးနဲ့ဒီလိုစာလေးပေါ်လာလို့ရှိရင်တော့ developer option ပွင့်သွားမှာဖြစ်ပါတယ်ဒါဆိုရင်ခဏကကျွန်တော်ပြောတဲ့အတိုင်းအစဉ်စဉ်လိုက်လုပ်လို့ရပါတယ်နော်ကဲအားလုံးစမ်းကြည့်ကြပါကိုယ့်ရဲ့ဆက်ကပေါ့သွားလားတွက်သွားလားဆိုတာကိုလည်း comment လေးမှာရေးခဲ့ပေးကြပါအောင်နော်